ဆော်ဒီတက်ကိုကန်ထိုးခဲ့ရမှာမန်ယူအတွက်ထာဝရဘုရားသခင်အပြင်ရှိနေစေဘရူနိုဖာနန်တက်ပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျာဘရီယက်ဆိုစီတဲ့အသင်းအတွက်နက်ဆိုးတစ်ပါးရဲ့အသင်းအနီတို့အတွက်ထာဝရဘုရားသခင်တစ်ပါးမွေးဖွားခဲ့တဲ့ညလို့ဆိုရမှာပါပဲမန်ယူအသင်းဟာကွာတာဖိုင်နယ်ကိုတက်လန်းရောက်ရှိနိုင်ဖို့အတွက်အိမ်ကွင်းမှာဆိုစီတက်ကိုအနိုင်ရရှိဖို့လိုအပ်နေကြတာဖြစ်ပြီးတကယ်လည်းရှင်မြန်ခဲ့ရမှာတော့အီမိုရီလန်ချက်အကောင်းဆုံးသောခြေစွမ်းတွေကိုပြသနိုင်တဲ့ပထမဆုံးပွဲအဖြစ်ဂိုးပြတ်နိုင်ပွဲရယူကကွာတာဖိုင်နယ်ကိုထိုက်တဲ့နဲ့တက်ရောက်နိုင်ခဲ့ကြပြီဖြစ်ပါတယ်မန်ယူကစားသမားတွေတော်တော်များများခြေစွမ်းပြခဲ့ကြပြီးဒီထဲမှာတော့ပတ်ချစ်တိုကိုနဲ့ဇန်စီတို့ရဲ့အားထုတ်မှုကလေးလံနေတဲ့ဂျယ်ရီအများကြီးတဲကမှဒိုဝန်ဂျယ်ရီဖြစ်ခဲ့ကြပါတယ်ဘရူနိုကသူ့ရဲ့အရေးပါမှုသူ့ရဲ့တန်ဖိုးသူ့ရဲ့စွမ်းဆောင်ရည်ကိုဆက်လက်ပြသနိုင်ခဲ့တဲ့ဒီဂိုးပြတ်နိုင်ပွဲမှာပါဝင်ကစားသွားခဲ့ကြတဲ့မန်ယူကစားသမားတွေအခြေစွမ်းနဲ့ပတ်သက်လို့အမှန်ကိုအမှန်တိုင်းကျွန်တော်တို့နည်းနည်းလောက်ဝေဖန်ကြည့်ကြရအောင်ပါ။အော်ရလာမန်ယူအသင်းဘလောက်ထိအခြေစွမ်းပြသွားလဲဆိုရင်အိုရနာကဘာမှကိုတောင်တင်ပြီးသူတို့ကြမလုံးလိုက်ရပါဘူး။ပရန်ဒီကာကွယ်မှုတွေမှာခုထက်ပိုပြီးတိုးတက်အောင်စ조사ဖို့လေ့ကျင့်အားထုတ်ဖို့လိုအပ်အောင်မှာဖြစ်ပါတယ်။မာဇာရော်ဗီကန်ဆယ်ပိုင်းမှာတကယ်ကိုကြည်ကြည်လေးနဲ့ဆောလင်းဖိဖိကစားပြသွားခဲ့ပါတယ်။ပွဲစဉ်တွေတော်တော်များများမှာမန်ယူအတွက်အီမိုရင်အတွက်အားကိုအားထားပြုနေရတဲ့စားပါအဖြစ်ဆက်ရှိနေစေဖြစ်ပါတယ်။ဒီလေသူရဲ့ဖက်တော်မှုကြောင့်မန်ယူအသင်းပနရီပေးခဲ့ရပါတယ်။ဒါပေမဲ့အဲ့နောက်ပိုင်းကနေစလို့ဒီလေကဒီငြိမ်နဲ့ပဲကစားသွားနိုင်ခဲ့ပြီးမန်ယူကန်ဆယ်ကြောင်းကိုအကောင်းဆုံးအုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။ကန်ဆယ်ပိုင်းခုခံကာကွယ်မှုတွေအတော်လေးကောင်းခဲ့ပါတယ်။ဒါတော့ဘာနဲ့နယ်ဆီယာကိုလူပေးမှတာကြီးကရုပ်ပေါက်လုံးပါတယ်။ကက်စမဲတို့သာအသေးအံဝင်ဖျက်ထုတ်မပေးခဲ့ရင်တရားခံဖြစ်သွားမှာပါ။မန်ယူအတွက်ပွဲထင်းကိုသွင်းယူပေးနိုင်ခဲ့ပေမဲ့တပွဲလုံးကစားသွားခဲ့တဲ့ခြေစွမ်းကတော့စိတ်ပြင်းစရာကောင်းလုံးခဲ့ပါတယ်။ကက်စမဲတို့သူ့ရဲ့အထင်ကြီးချစွမ်းဆောင်ရည်ကိုထပ်မံပြသလိုက်တဲ့ပွဲပါပဲ။ပွဲအပေါ်ဖက်ရှုနိုင်စွမ်းအားကောင်းတယ်လိုအပ်တဲ့အချိန်တိုင်းမှာဂျားဝင်ဖျက်ထုတ်တာတွေကောင်းစွာပြုလုပ်နိုင်တယ်။ထိရောက်တဲ့ဘောလုံးပေးပို့မှုတွေကိုလည်းကောင်းစွာပြုလုပ်နိုင်ခဲ့ပါတယ်။ဘရူနိုဖာနန်နဲ့ဒီပွဲမှာလည်းအတော်လေးကို draw deep စင်ကစားပေးသွားခဲ့ပါသေးတယ်။တွင်းလေတစ်ခုလုံးကိုသာမကပွဲကိုထိန်းချုပ်ကစားနိုင်ရမှာဘရူနိုကအဓိကကျိုးကင်ကစားသွားခဲ့ပြီးတန်းစုံ TYG ရဲ့ခေါင်းဆောင်လုံးအတော်လေးအားရစရာကောင်းခဲ့ပါတယ်။လေးပါတဲ့ပရန်ဒီနှစ်ကြိမ်စလုံးကိုဒီနေ့နဲ့အဆုံးသတ်ကသွင်းခဲ့ပြီးကစားကွက်ကနေတဆင့်နောက်တကိုးထပ်သွင်းက hat-trick ပါရသွားခဲ့ပါတယ်။အခုဒေါ်ကူရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကိုတွေ့မြင်ခဲ့ရပါတယ်။သူဟာကစားနေကြနေရဖြစ်တဲ့ဘယ်နောက်ခံနေရမှာကစားခဲ့ရတာကြောင့်ပါဒေါ်ကူရဲ့လျှက်စီးလက်ဆိုလှေမြန်တဲ့အချိန်ုံကဆိုစီတက်အတွက်တစ်ချိန်လုံးစူးပင်ဖြစ်စေခဲ့ပါတယ်။ဆိုစီတက်ကစားသမားအေရန်ဖိုတို့အနီးကပ်ထိသွားခဲ့ခြင်းကဒေါ်ကူကိုအသေးအံလိုက်နံဖျက်ထုတ်ရာကနေဖြစ်သွားခဲ့တာပါ။ဆန်စီသူ့ရဲ့ကစားပုံကိုပြောင်းလဲပြီးဇီဒန်လိုကစားပြသွားခဲ့ပါတယ်။သူ့ရဲ့ပန်စင်နဲ့ဒရဗလင်းတွေကတပွဲလုံးဆိုစီတက်ကိုဒုက္ခပေးနိုင်ခဲ့ပါတယ်။မန်ယူမှာဆက်ရှိတဲ့ကစားမပါမယ်။ကာနာချိုကညာချမ်းကွင်းနဲ့တိုင်းစင်နေရနဲ့ပို့ပြီးလိုက်ဖက်ပါတယ်။ကာနာချိုကြောင့်ဆိုစီတဲ့ခံစင်ကြောင်းဟာဒုတိယပိုင်းတစ်ပိုင်းလုံးမှာစုပ်ပြတ်တက်နေအောင်အခြေအနေဆိုးရခဲ့ရပါတယ်။ကိုရိုင်းဂိုးသွင်းယူဖို့ကြိုးစားခဲ့သေးပေမဲ့ဘရူနိုရဲ့တတိယဂိုးကိုအကွက်မြင်ပေးဖို့ဖန်နီးနေပဲအဆုံးသတ်ခဲ့ရပါတယ်။ပြည်သက်များတွေကရောဒီပွဲမှာကစားသွားခဲ့တဲ့မန်ကစားသမားတွေခြေစွမ်းပေါ်နှစ်သက်သဘောကျမိကြပါရဲ့လား။ကိုမိုင်းကနေပြောပြခဲ့လို့ရပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်